ကျွန်တော်ကတော့ရှမ်းဝေရပါဒီနေ့ကျွန်တော်တင်ဆက်ပေးမယ်အကြောင်းအလေးကတော့မူရစေဝါဒိုးရှောင်ရှားဆိုတဲ့စိုက်စာကုန်းနဲ့ပတ်သက်တဲ့အချက်လက်လေးတွေကိုကျွန်တော်တင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့နံပါတ်1အချက်အနေနဲ့တေနှစ်အရက်စီးပွားပြက်နှစ်တက်တောက်ကျူထိုရမိုးကိုအထူးရှောင်သွေမပေါင်းလေနှစ်ဒါကတော့ဒီတရောဂါရာပြုတ်ကနေကောက်လို့ထားဖြစ်ပါတယ်ကျွန်တော်တို့ဆိုရိုးစကားအစိုးအမိန်လေးတွေစကားပုံလေးတွေကိုစိုက်စာကုန်းထဲမှာထည့်သွင်းပြီးတော့ရေးသားလို့ရအောင်ကျွန်တော်တင်ဆက်ပေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကတော့မူရထုံတိုင်းစေ၍ဥပတ်ပေးနိုင်သောစေးကြောက်ဘိန်းဖြူစသည်ဒါကတော့မြမအပြီးတာနေကောက်လို့ထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့အစားကျွသူ၌တနာခြင်းမရှိနိုင်တေတောင်ကျွသူ၌တစ္ဆာမရှိနိုင်လောဘကျွသူ၌အရှက်မရှိနိုင်ဒါကတော့လောကနီတိကနေပြီးတော့ကောက်နှုတ်ထားတာဖြစ်ပါတယ်နောက်တစ်ခုကတော့သူရတောက်ကျူရမိုးသူအားစကားဘယ်မှာမှန်ကန်ရှာလိုက်ဒါကတော့လောကနီတိကနေကောက်နှုတ်ထားတာဖြစ်ပါတယ်နောက်တစ်ခုဟာဆိုရင်တော့ကောက်ငင်းဆန်ထညက်စသည်ကိုအချင်းဖောက်ပြီးချက်ထားသောမူရည်စေတတ်သည့်အရေးဒါကတော့ချက်အရက်ကိုအာရဘီလူမျိုးတွေရဲ့အဓိပ္ပာယ်ဖွင့်ဆိုထားရတယ်ဖြစ်ပါတယ်အဲ့တော့မူရစေဝါဒိုးရှောင်ရှားဆိုတဲ့စိုက်စာကုန်းဘလို့ရေးမလို့ဘလို့ရေးမလဲဆိုတော့သူတို့ကပုံချမ်းလေးတွေပေးပါအဲ့တော့ပထမဦးဆုံးအနေနဲ့မူရစေဝါအမျိုးအစားတွေမူရစေဝါကိုဘလို့ရှောင်ရှားရမယ်မူရစေဝါကိုဘလို့ဟာတွေနဲ့ဖွဲ့စည်းထားတယ်ဆိုတော့ကျွန်တော်တို့ပထမအပိုက်အနေနဲ့စာရေးပါမယ်နောက်တစ်ချက်ကတော့ဗာရေးထားလဲဆိုရင်စာကိုအနေနဲ့ပေါ့ဗျာမွေးစေဝါသည်လူကိုဆွဲလန်းစေပေါ့အဲ့တော့မွေးစေဝါလူကိုဘလို့ဆွဲလန်းစေတယ်ဘလို့အရာတွေပါဝင်လို့ဘလို့ဆွဲလန်းစေတယ်ဆိုတဲ့အကြောင်းရင်းကိုကျွန်တော်တို့စာကိုမှာရှင်းရှင်းလင်းလင်းဖွင့်ဆိုရှင်းပြပေးရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့လူကိုအနေနဲ့ပေးဖို့ကောင်းကျိုးမပေးဖို့အဲ့ဒါရေးသားပေးရပါမယ်လူမွေးစေဝါသည်လူကိုအနေနဲ့ပေးဖို့အနေရှိဖို့ကောင်းကျိုးမပေးဖို့အဲ့ဒါကိုရှင်းရှင်းလင်းလင်းဖွင့်ဆိုရှင်းပြပေးရမှာဖြစ်ပါတယ်ပြီးတော့မူရအစဆက်လိုက်ကအဲ့ဒီလိုမျိုးဆောင်ပုတ်လေးတွေထည့်ပြီးတော့ရေးပေးလို့ရပါတယ်နောက်တစ်ခုကတော့ရှောင်ရှားရနီလန်မြန်မူရစေဝါကိုဘယ်လိုရှောင်ရှားရမလဲကျွန်တော်တို့အခုလူငယ်စင်တာတွေဖွင့်ပြီးတော့မူရစေဝါတွေဖြတ်ပေးတဲ့အလေးချင်းတွေလိုမျိုးအဲ့လိုဟာတွေကိုထည့်ပြီးတော့ရေးလို့ရပါတယ်နောက်တစ်ခုကတော့မိမိရဲ့အမြင်နဲ့ထင်မြင်ဥစချက်ကျွန်တော်တို့လူငယ်လူရွယ်တွေအနေနဲ့မူရစေဝါကိုဘယ်လိုရွယ်တဲ့အနေဘယ်လိုရှောင်ရှားသင့်ဖို့လုံးဝမဆန်းသက်သင့်ဖို့အဲ့ဒါလေးတွေကိုထည့်ပြီးတော့ကျွန်တော်ရဲ့ယူဆချက်အနေနဲ့ထည့်ရေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ